ကျင်သူသည်မသိမိမိမသိကြောင်းကိုလည်းမသိတဲ့ခွင့်ရေးဆိုတာနှခါမရပါဘူးသိသူဖော်စာမသိသူကြော်သွားတဲ့လင်္ကာဒီပတ်ဆရာဦးအောင်ကျော်ထွန်းပြုံးမင်းသားလေးစမ်းရည်မှုနဲ့ပတ်သက်ပြီးကျွန်တော်များ17ဖွဲ့သားလုံးဟာထိန်လင်းစာတင်တိုက်မှာနားခိုခွင့်ရခဲ့ကြပါတယ်နားခိုခွင့်ရတဲ့အခိုက်ကလေးမှာကျွန်တော်များအဖွဲ့ဟာပြီးရောမနေပဲကျောင်းမှာတပြက်စီလဲခြင်းတောက်တော်ရီအိုးများလဲခြင်းကုရီများဆေးခြင်းပြုံးမင်းသားလေးစမ်းရည်မှုစပွဲမှနေဘူးမိုးစုကညီကိုတော်များကုသိုလ်ယူပြခဲ့ကြပါတယ်ကျောင်းတိုင်ကမများစွန့်တိုင်ကမများကကျွန်တော်များနေဖို့ထိုင်ဖို့စားဖို့ရေချိုးဖို့ကုရီတက်ဖို့အစစင်နစ်ပြုလုပ်ပြီးတော့ကျွန်တော်များရဲ့တာဝန်ကလည်းကြေပြွန်စွာကုသိုလ်ယူခဲ့ကြပါတယ်မြင်သူအပေါင်းတာရုခေါ်ဆိုနိုင်ကြပါစေကျောင်းတိုင်ကမများစွန့်တိုင်ကမများကတ်သုံးမဖေးကြော်လွှားနိုင်ကြပါစေစတဲ့တဘိုးတူပေကန်စွန်ကျဲလှူဒန်းနိုင်ကြပါစေကကြီးသုံးမဖေးကြော်လွှားနိုင်ကြပါစေအဒီမီတီရဲ့မြတ်စွာဘုရားရှင်ရဲ့သာသနာတော်နဲ့ကြုံကြိုက်ပြီးနိဗ္ဗာန်မဲ့ဖို့ကိုမျက်မှောင်ပြုနိုင်ကြပါစေခင်ဗျာ